အားလုံးမင်္ဂလာပါဒီနေ့ဒေါက်တာယုံမုတ်ချောဟောပြောတဲ့ဒေသနာကိုဝင်ခပ်ပေးသွားမှာဖြစ်ပါတယ်ဖိလစ်ပီဩဝါဒစာအခန်းကြီး3အပိုင်ငယ်30ကနေပြီးတော့17ထိဖြစ်ပါတယ်ရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတည်ခြင်းမှထမြောက်သောအခွင့်ကိုငါရနိုင်ကောင်းလျင်ကိုရိုသည်အသေးခံတော်မူသည်နည်းတူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်းဤတန်ဖိုးကို၎င်းဆင်းရဲခံတော်မူခြင်းကိုဆက်ဆံရခံခြင်းကို၎င်းတည်ကျွမ်းခြင်းကပညတ်တရားအဖြစ်ရသောကိုဖြောင့်မတ်ခြင်းကိုမကိုးစားပဲခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရသောဖြောင့်မတ်ခြင်းတည်ဟုသောယုံကြည်ခြင်းအတွက်ကြောင့်ဖျားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုးစားသဖြင့်ခရစ်တော်ကိုအမြတ်ရ၍ထိုသခင်၌တည်ဝမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်၏ကျွန်တော်တို့ဘဝမှာလူချင်းတဲ့အရာတွေရောအများကြီးရှိပါတယ်ဒီလိုမျိုးလူချင်းတဲ့ဟာတွေကိုကျွန်တော်တို့တသက်တာမှာအရင်ကြီးတဲ့ကိစ္စဆိုလို့ပဲမြင်တတ်ကြပါတယ်လူတအုပ်ကအဲ့ဒီသူတို့ရဲ့ဇေယျလက္ခဏာဘဝအကြောင်းအရာအနာဂတ်တွေကိုသူတို့နဲ့အဆက်မပြတ်တောင့်တနေတဲ့အရာတွေနဲ့နှဆိုင်စွာဆက်ဆက်နေတယ်ဆိုပြီးခံစားတတ်ကြပါတယ်လူချင်းတဲ့အရာတွေကဒီအေရုတာအပြင်ပိုင်းတံတန်ပြီးဖြစ်နေမယ်ဆိုလို့ရှိရင်လောကီဆန်တဲ့အသက်ဖြစ်ပါတယ်ငယ်ရင်ငယ်သွေးကိုအဆက်မပြတ်တောင့်တနေမယ်ဆိုရင်မြင့်မြတ်ပြီးတော့အဲ့ဒီမြင့်မြတ်တဲ့ဇေယျနဲ့ဘဝစီကိုဦးတည်သွားမှာဖြစ်ပါတယ်ဝိညာဉ်ရေးရာနဲ့ပေါ်များနေတဲ့ဖခင်ရဲ့အသက်တာဖြစ်လာမှာဖြစ်ပါတယ်။ဒီမှာဖော်ပြထားတဲ့ဝိညာဉ်ရေးရာတွေကယေရှုခရစ်ကနေတဆင့်ဆင်းလာတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်။ယေရှုခရစ်ကိုယုံကြည်တဲ့နေ့ကနေစပြီးတော့ဒီခင်ကမသိခဲ့တဲ့ဝိညာဉ်ရေးဆိုင်ရာတောင့်တမှုတွေစတင်လာဖြစ်ပါတယ်။ဒီတောင့်တမှုရဲ့အမျိုးအစားနဲ့အတိမ်နဲ့ကယုံကြည်ခြင်းရဲ့အတိမ်နဲ့အချိုးကြပါတယ်။တမန်တော်ပိုးလုကဒီနီးနဲ့သူစိတ်အားထက်သန်စွာတောင့်တကြောင်းကိုဖော်ပြခဲ့ပါတယ်။သူကငါယေရှုခရစ်ကိုသိချင်တယ်ရှင်မြန်ထိုင်ရခြင်းရဲ့တန်ဖိုးနဲ့သူဆင်းရဲဒုက္ခတွေမှာပါဝင်ဖို့သူတည်ဆုံးချိန်မှာသူနဲ့တူလာတယ်ဒါကြောင့်တည်ခြင်းမှရှင်မြန်ထိုင်ရခြင်းတို့တနည်းနည်းနဲ့ရောက်ချင်တယ်လို့ပြောခဲ့ပါတယ်ပထမအချက်ကတမန်တော်ပိုးလူသည်ခရစ်တော်ကိုတည်လို့စိတ်ရှိခဲ့တယ်ရှင်ပိုးလူကတစ်ချိန်ကဖျားเจ้าကိုဖျက်ဆီးနှိပ်စက်ငင်းပန်းခဲ့တဲ့သူတဦးဖြစ်ပါတယ်သူကဂျူးဘာသာကိုထပ်တန်ပြီးတော့ကျမ်းဂန်ပညာရှင်တွေဖြစ်ပါတယ်ဒါပေမဲ့သူကခရစ်တော်ရဲ့အဖြစ်မှန်ကိုမသိဘဲနေခဲ့တယ်။နာဇရက်မြို့သားယေရှုကိုမေရှိယအဖြစ်ယုံကြည်ပြီးလက်လျှောက်သူတွေကိုဒေါသထွက်ခဲ့တယ်။အဲဒါကြောင့်ဖျားเจ้าကိုဖျက်ဆီးပြီးခရိယန်တွေကိုနှိပ်စက်ငင်ပန်းခြင်းသည်ဖျားသခင်ကိုဝိပုခြင်းဖြစ်သည်ဆိုပြီးတော့သူကဆုံးဖြတ်ခဲ့တာဖြစ်တယ်။သူကအတွေးခေါ်ပြောဆိုယုံတာမဟုတ်ပဲပြုမှုတတ်တဲ့သူလေးဖြစ်ပါတယ်။ပြီးတော့သူကစတီဖန်ကိုကြောက်ခဲနဲ့ပြစ်တဲ့အထင်းမှာပါဝင်ခဲ့ပြီးတော့ယေရုရှလင်မြို့မှာတအိမ်မှတအိမ်သွားပြီးခရိယန်တွေကိုဆေးထုတ်ကထောင်ချခဲ့တဲ့သူဖြစ်ပါတယ်။ပြီးတော့သူအဲ့ဒီမှာမြက်ပဲနဲ့နိုင်ငံခြားမြို့တွေမှာဂျူးခရိယန်တွေကိုသိမ်းပိုက်ရန်အတွက်အမြင့်ဆုံးဂျူးကောင်စီနဲ့တရားစီရင်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ဆန်ဟီဒရင်ထံမှဖန်ဝရန်ရခဲ့ပြီးတော့ဒမတ်စကတ်မြို့ကိုထွက်ခွာခဲ့တယ်။ဒါပေမဲ့ဒမတ်စကတ်မြို့ကိုချီးကပ်လာတဲ့အခါမှာသူ့ဘဝကလုံးဝပြောင်းလဲခဲ့ပါတယ်။နာဇရက်မြို့သားယေရုရှလင်နဲ့ပတ်သက်တဲ့သူ့ရဲ့မတိနားလည်မှုတွေနဲ့မိုက်မေမှုကိုထုတ်ပြောပြတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။မွန်းတစ်ချိန်ရောက်နေတဲ့အချိန်မှာနေလီနေထက်ပိုတောက်ပတဲ့ထူးဆန်းတဲ့အလင်းရောင်ကသူနဲ့သူ့ရဲ့အဖော်တွေပတ်ဝန်းကျင်ကိုထုံးလင်းနေခဲ့ပါတယ်။အရန်ပြင်းထန်လို့မြက်တည်နိုင်ခဲ့ပါဘူး။သူတို့အားလုံးမြေပြင်ပေါ်သို့ကြလေးကျသွားခဲ့ပါတယ်။ဖျားသခင်ရဲ့တကူနဲ့အခွင့်အာဏာရှိနေခြင်းကိုခံစားခဲ့ရကြတယ်။ထိုအချိန်မှာခြေလောင်တဲ့အတန်နဲ့ရှောလူအဘေကြောင့်ငါ့ကိုငင်းပန်းနှိမ့်ဆက်သည်နီရှောလူကပေါ်လူမပြောင်းလဲမီကအသုံးပြုခဲ့တဲ့အမည်ဖြစ်ပါတယ်။ရှောလူကသူ့ရဲ့ဟေဘီအမည်ဖြစ်ပြီးတော့ပေါ်လူကသူ့ရဲ့ Greek အမည်ဖြစ်ပါတယ်။မဲတဲ့အခါမှာမင်းဘသူလေးသခင်လို့ပြန်ကြားချက်ထွက်လာတယ်။ငါကယေရှုဖြစ်တယ်မင်းနှိမ့်ဆက်ငင်းပန်းနေတဲ့သူလို့သူပြောခဲ့ပါတယ်။နာဇရက်မြို့မှာယေရှုကသခင်ဖျားရဲ့မေရှိယဖြစ်ကြောင်းထင်ရှားခဲ့ပါတယ်။ဒမတ်စကတ်ကိုသွားတဲ့လမ်းမှာသူလေးကြတဲ့အခိုက်အတန့်ဟာသူ့ဘဝတစ်လျှောက်လုံးမမေ့နိုင်စရာပါပဲ။ဝိညာဉ်ရေးဆိုင်ရာမောဟနဲ့စိတ်ပြတ်အားငယ်တို့မှလွတ်မြောက်စေတဲ့အခိုက်အတန့်ဖြစ်ပါတယ်။စိတ်ပြတ်အားငယ်သောခြိုင်ဝမ်းကနေပြီးတော့မျောလင်းချက်တောင်ထိပ်အထိအမောင်ထုထဲမှအလင်းထိပ်သို့ချက်ချင်းရောက်လာခဲ့ပါတယ်။အဲ့ဒီကနေစပြီးတော့ပိုးလူကယေရှုခရစ်ကိုပို၍လေးနက်စွာတည်လို့ခဲ့တယ်။သူ့ကိုပိုတည်ဖို့ဒမတ်စကတ်မြို့အနီးဆီးရီးယားဒေဂန်ဒရာဒေသမှာအာရေဗီယန်နိုင်ငံသို့တွားရောက်ခဲ့ပြီးဆူတောင်းခြင်းနဲ့တန်ရှင်းတဲ့ဝိညာဉ်တော်ရဲ့တွင်တင်မှုအောက်မှာ3 နှစ်ကြာနေခဲ့ပါတယ်။ပိုးလူကအပေါ်ယံမဟုတ်ပဲခရစ်တော်ကိုလေးလေးနက်နက်တည်လာခဲ့တယ်။ယေရှုခရစ်အားဖြင့်ကြွလာတဲ့သခင်ဖျားရဲ့ကျေးဇူးတော်အကြောင်းများစွာတည်လာခဲ့တယ်။ဖျားသခင်ကလျှို့ဝှက်ဆန်းကျင်မှုတွေနဲ့ဝိညာဉ်ရေးဆိုင်ရာကောင်းကြီးများအားလုံးကိုခရစ်ယေရှု၌ထင်ရှားပေါ်လွင်စေခြင်းကြောင့်သူသဘောပေါက်ခဲ့တယ်
အားဒါကြောင့်ပေါလုကကျွန်တော်တို့ရဲ့သခင်ယေရှုခရစ်၌ဟူသောအသုံးနှုန်းကိုမကြာခဏအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်ခရစ်တော်ကိုတည်လာတဲ့အခါလောက၌မိသည့်အသည့်ပညာမျှသူ့ရဲ့တန်ဖိုးနဲ့နှိုင်းယှဉ်နိုင်မှာမဟုတ်ကြောင်းသူသိရှိခဲ့တယ်လောကီပညာအလုံးကလမ်းမီအလင်းရောင်တွေတူတယ်နေထွက်ချိန်မှာလမ်းမီရဲ့အလင်းရောင်ဆုံးရှုံးသွားပြီးတော့ကြီးမားပြီးတောက်ပတဲ့စိန်တလုံးရှိမှယတနာမျိုးမျိုးတို့နဲ့ဂုံအသေးကိုဆုံးရှုံးသွားတဲ့ကဲ့သို့သူကခရစ်တော်ကိုမတိမီအခြားအသိပညာအလုံးပျောက်ကွယ်သွားခဲ့ပါတယ်တမန်တော်ပေါလုကငါသည်အရာခတ်သိမ်းကိုဆုံးရှုံးတော်မူသောအကြောင်းကြောင့်သခင်ယေရှုခရစ်ကိုတည်ခြင်း၏တာလွန်တန်ဖိုးကြောင့်အရာခတ်သိမ်းဆုံးရှုံးခြင်းဟုငါယူဆ၏ငါခရစ်တော်ကိုရ၍သူ၌တွေ့စေခြင်းကသူတို့ကိုအမှိုက်ဟုငါမှတ်ယူ၏လို့ပြောခဲ့ပါတယ်ယေရှုခရစ်၏အသိပညာရဲ့အလျားအနံအတန်နဲ့အမြင့်ကိုတိုင်းတာလို့မရပါဘူးခရစ်တော်ကိုတည်လေလေသူ့ရဲ့ကျေးဇူးတော်နဲ့ချစ်ချင်းမြတ်တာရဲ့ထိဝက်ဆန်းကျင်မှုနဲ့ကြီးမြတ်မှုတို့ကိုအံ့ဩထိတ်လန့်ဖွယ်ရာများနဲ့ပြည့်နှက်လေလေဖြစ်ပါတယ်အဲ့ဒါကသူ့ကိုကြွေးကြော်ရန်မခံမရနိုင်တဲ့တိုက်တွန်းမှုဖြစ်စေပါတယ်ယေရှုခရစ်ကိုတည်လို့တဲ့ဆန္ဒကအလူဆန္ဒအလုံးမှာအမြင့်မြတ်ဆုံးဖြစ်တယ်တမန်တော်ပေါလုလိုမျိုးတင်သည်တင်းရဲ့စိတ်နှလုံးအတွင်းမှာဤတောင်းတမှုနဲ့နေတဲ့တောင်းတမှုနဲ့အမြဲပြည့်နေပါစေလို့ဆုတောင်းပေးပါတယ်၃ရက်မြောက်တဲ့နေ့မှာမိမိတပည့်များပင်ထမြောက်မည်ဟုဘယ်သူမှမယုံကြည်ပါဘူးဒါမဲ့အမှန်မှာဆိုရင်ယေရှုကတဖန်ထမြောက်ခဲ့ပါတယ်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကသူ့ရဲ့နှုတ်ကပတ်တော်ရဲ့ပလင်းတိုင်းနဲ့စေဖို့တဖို့တိုင်းပြည့်စုံနိုင်ပြီဖြစ်ပါကြောင်းသိချပါတယ်ဒါကရှင်ပြန်ထမြောက်ခြင်းရဲ့တန်ဖိုးဖြစ်ပါတယ်ကျွန်တော်တို့ဖတ်ကြားတွေးတောဆင်ခြင်တဲ့ကျမ်းဂန်များကဤတကူတော်နဲ့အတူဂရိတော်တွေနဲ့ပြည့်နှက်နေပြီးအကနေတဆင့်သခင်ဖျားရဲ့ပရိငင်တိုင်းကပြက်ကွက်စွာပြီးမြောက်မှာဖြစ်ပါတယ်နံပါတ်2အချက်ကတော့ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းရဲ့တကူတော်ကကျွန်တော်တို့အပြစ်များကိုပြေဝအောင်မြင်စွာအပြစ်ဖြေပြီးဖြစ်ကြောင်းသက်သေပြပြီးခရစ်တော်ကိုယုံကြည်သူတိုင်းကတရားမျှတကြောင်းသက်သေပြပါတယ်။သခင်ယေရှုမထမြောက်ဘူးဆိုရင်သူ့ရဲ့အပြစ်ဖြေခြင်းတည်ခြင်းကအချီးနှီးဖြစ်လိမ့်မယ်။အာဒံရဲ့အပြစ်ကြောင့်တည်ခြင်းတရားကလူသားတို့ထံရောက်လာတယ်။သခင်ဘုရားကအာဒံအားအကောင်းနှင့်အဆိုးကိုတည်တော်တစ်ပင်ကိုစားလျင်သူတည်မည်ဟုတေချာသည်ဟုသခင်ဖျားမိန်တော်မူခဲ့တယ်။အဲဒါကြောင့်တည်ခြင်းတရားကအပြစ်အားဖြင့်လာပြီးအပြစ်သားများကသူ့ရဲ့အုပ်စိုးမှုကနေမလွတ်မြောက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အပြစ်သားတွေကိုကယ်တင်ဖို့ဆိုရင်ဘုရားသခင်ရဲ့တူရီသောသားတော်ယေရှုကဤလောကထဲသို့ရောက်ရှိလာပြီး၎င်းတို့ရဲ့အပြစ်များကိုခံယူကာတည်ဆုံးသွားခဲ့တယ်။အပြစ်ဖြေခြင်းအလို့မအောင်မြင်ဘူးဆိုရင်သူကလည်းတင်ကြိုင်အတွင်း၌တည်ခြင်းတရားနဲ့ချီနှောင်ထားမှဖြစ်ပါတယ်။ဒါပေမဲ့ယေရှုကတည်ခြင်းရဲ့တကူကိုအောင်နိုင်ခဲ့ပြီးတဖန်ထမြောက်ခဲ့ပါတယ်။အဲဒါကြောင့်သူရဲ့အပြစ်ဖြေခြင်းလုပ်ငန်းကိုအောင်မြင်စွာပြီးမြောက်ကြောင်းရှင်းရှင်းလင်းလင်းပြသခဲ့တယ်။ယေရှုခရစ်ကိုယုံကြည်သူတိုင်းကအပြစ်များကိုခွင့်လွှတ်ပြီးတရားမျှတကြောင်းအာမခံခဲ့တယ်။ယောမအခန်းကြီး၄အပိုင်ငယ်25မှာသူသည်ကျွန်တော်တို့အပြစ်များအတွက်တည်ခြင်းသို့ပို့ဆောင်ခံရပြီးကျွန်တော်တို့တရားမျှတမှုအတွက်အသက်ရှင်ပြန်လာသည်ဟုဆိုထားပါတယ်။ဒါကရှင်ပြန်ထမြောက်ခြင်းရဲ့တကူဖြစ်တယ်။နံပါတ်3ချက်ကတော့ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းရဲ့တကူကကိုရိုကိုယုံကြည်သူများကြီးပြင်းလာသည်ဟုအာမခံပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6မှာယေရှုသည်ယုံကြည်သူများကိုပြုစုပြောထောင်မည်ဟုထပ်ခါတည်းလေးလေးပြောခဲ့ပါတယ်။ပြီးတော့ဒါကသူပေးခဲ့တဲ့အလိုတော်ပဲသူပေးခဲ့တဲ့အရာတွေအလုံးကိုငါမဆုံးရှုံးစေပဲနောက်ဆုံးနှိမ့်မှပဲပြုစုပြောထောင်ပေးပါမလားလို့ယောဟန်6အပိုင်ငယ်39မှာပြောခဲ့ပါတယ်။နောက်ပြီးငါ့ကိုခေါ်တဲ့ခမဲတော်ကသူ့ကိုမဆွေးမချင်းငါစီပေးသူမှမလာနိုင်ဘူး။နောက်ဆုံးနေ့မှာငါသူ့ကိုပြုစုပြောထောင်ပေးမယ်လို့ယောဟန်6:44မှာပြောခဲ့ပါတယ်။ရှင်ပြန်ထိုင်မြောက်တော်မူသောယေရှုကနောက်ဆုံးနေ့တွင်ကျွန်တော်တို့အားလုံးကိုယုံကြည်၍ပြုစုပြောထောင်ပေးမဲ့သူရဲ့ရှင်ပြန်ထိုင်မြောက်ခြင်းတကူကိုထင်ရှားစေမှာဖြစ်ပါတယ်။ကိုရိန္သုဩဝါဒဆောင်ပထမစာဆောင်ခန်းကြီး15မှာဆိုရင်သို့တော်ခရစ်တော်သည်အမှန်ပင်တည်ခြင်းမှထမြောက်ခဲ့ပြီးအိပ်ပျော်သွားသောသူ၏ပထမဆုံးအတီးပွင့်ဖြစ်သည်ဟုဆိုထားသည်အကြောင်းမူကားတည်ခြင်းတရားသည်လူမှတဆင့်ဆင်းသက်လာသောကြောင့်တေလွန်သောသူတို့၏ရှင်ပြန်ထိုင်မြောက်ခြင်းနှင့်လည်းလူမှတဆင့်လာပါသည်အကြောင်းမူကားအာဒံ၌အပေါင်းတို့သည်တည်ခြင်းကြတကယ်သို့ခရစ်တော်၌ရှိသည်များတို့သည်အသက်ရှင်ခြင်းတရားကြလိမ့်မည်သို့သောတဦးစီသည်မိမိအလှည့်တွင်ခရစ်တော်ပထမအတီးထိုးနောက်သူကြွလာသောအခါလို့ပေးထားပါတယ်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုရှင်ပြန်ထမြောက်ခြင်းပထမအတီးများကိုခေါ်တယ်ပထမအတီးများသည်မကြာမီလာသည့်ရည်တင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်နောက်ရှင်ပြန်ထမြောက်ခြင်းကခရစ်တော်နဲ့သက်ဆိုင်သူများအတွက်ဖြစ်ပါတယ်ယေရှုနဲ့သက်ဆိုင်တဲ့အရာများကတနည်းအားဖြင့်ခရစ်တော်ယေရှု၌ဖြစ်ကြတဲ့သူတွေကိုသူ့ကိုယုံကြည်သူတိုင်းကိုဆိုလိုဖြစ်ပါတယ်။ပြည့်နွေပင်နဲ့အကိုင်းခက်များရဲ့ဆက်နွယ်မှုကဲ့သို့သူနဲ့ခွေးထွက်ရဲ့မငြိမ်ညွတ်သူများကိုရည်ညွှန်းတာဖြစ်ပါတယ်။အာဒံအဖြစ်အပြစ်
အပြစ်နဲ့တည်ခြင်းတရားကဒီလောကထဲကိုဝင်ရောက်လာတယ်မြေကြီးကျိန်ဆဲပြီးတော့လောကကဆင်းရဲဒုက္ခနဲ့ပြည့်နေပါတယ်ဓမ္မဟောင်းကျမ်းမှာယောဘအခန်းကြီး9မှာခက်ခဲမှုသည်မြေကြီးမှပေါက်ကြားခြင်းမရှိဘဲမြေပြင်မှပေါက်ထွက်ခြင်းကိုလည်းဒုက္ခမပေးကြောင်းဖော်ပြထားပါတယ်။သို့သောမီးပွင့်များအထက်သို့ပြန့်တက်သွားသည်မှာလူသည်ဒုက္ခမှမွေးဖွားလာပါတယ်လို့ယောဘအခန်းကြီး9အပိုင်ငယ်6ကနေပြီးတော့ခိုင်းငယ်9ထိပြောထားပါတယ်။ပြီးတော့လူတွေကသူတို့ရဲ့လုပ်ရကြောင်းကိုဒုက္ခပေးတာအဆန်းမဟုတ်ဘူးမျိုးစေ့ကြီးတာကိုရေးသိမ်းကြတယ်။ဂေါခိုသာမှာယေရှုရဲ့တစ်ဖက်တစ်ချက်မှာလောဝကတိုင်နှစ်ခုကိုစိုက်ထူခဲ့ပြီးဓာပြများတဦးစီတွင်လောဝကတိုင်မှာရက်သက်ခံခဲ့ရတယ်။သူတို့ထက်တယောက်ကယေရှုကိုစစ်စစ်ကြည့်ရဲ။နာဇရက်မြို့သားယေရှုသည်ပရောဖက်များကြိုပြောခဲ့တဲ့မေရှိယဖြစ်ကြောင်းသူအတိမတ်ပြုခဲ့တယ်။သူကအဖျားသခင်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်းသူသဘောပေါက်ခဲ့တယ်။နောက်တော့ဓာပြကယေရှုကိုဆေးဆိုနေတာကိုကြားတော့ဓာပြချင်းကိုဆုံးပါတယ်။မင်းဟာတူငယ်ရဲ့ဝါကြအောက်မှာရှိနေတဲ့အတွက်ဖျားသခင်ကိုမကြောက်ပါနဲ့ကျွန်တော်တို့ရဲ့အကျင့်နဲ့ထက်တန်တဲ့အရာကိုရရှိတာကြောင့်တရားမျှတစွာအပြစ်ပေးခံရပါသည်ဒါမဲ့ဒီလိုရဲ့ကဘာမှမလုပ်ခဲ့ပါဘူးထို့နောက်ယေရှုကိုရို၏နိုင်ငံတော်သိရသောအခါကျွန်တော်ကအောင်မေလို့သခင်ယေရှုကငါမင်းကိုအမှန်တိုင်းပြောတယ်ဒီနဲ့မင်းငါနဲ့အတူပရဒိတုမှာရှိနေလိမ့်မယ်လို့ရှင်တို့ကအခန်းကြီး23အပိုင်ငယ်40ကနေ43မှာအထိပြောခဲ့ပါတယ်။အဲ့ဒီဓာပြကသူဖြတ်တန်းနေရတာဆင်းရဲဒုက္ခနဲ့ယေရှုဖြတ်တန်းနေရတဲ့ဆင်းရဲဒုက္ခတွေကမတူညီတဲ့အကြောင်းပြချက်နဲ့အတိတ်ပေများရှိကြောင်းသဘောပေါက်ခဲ့တယ်။သခင်ယေရှုခံနိုင်ရရှိတဲ့ဆင်းရဲဒုက္ခကအပြစ်သားတွေအတွက်အစားထိုးဒုက္ခဖြစ်တယ်။သခင်ယေရှုခံနိုင်ရရှိတဲ့ဆင်းရဲဒုက္ခအလုံးကကိုရိုကိုယုံကြည်သူတိုင်းအတွက်ဖြစ်တယ်။ပရောဖက်ဟေရှာယကပရောဖက်ပြုထားတဲ့သူတို့ဆွေးနေတို့သူဆင်းရဲဒုက္ခနဲ့အကျွမ်းတဝင်ရှိတဲ့လူတို့ရဲ့မထီမဲ့အမြင်ပြုခြင်းကိုခံရတယ်။ယောက်ျားတွေကမျက်နှာကိုဖုံးခဲ့ထားသလိုသူမထီမဲ့အမြင်ပြုခံရပြီးသူ့ကိုမလေးစားကြဘူး။တေချာတာကတော့သူကငါတို့ရဲ့ယောဂတွေကိုခံရပြီးငါတို့ရဲ့ဝမ်းနည်းမှုတွေကိုတည်ဆောင်သွားပါမယ်။ဘုရားသခင်ကသူ့ကိုတန်ခတ်တယ်။သူ့ကိုလှုပ်ကြံပြီးဒုက္ခရောက်တယ်လို့ငါတို့ယူဆတယ်။ငါတို့ရဲ့လုံခြုံခြင်းအလို့မှာငါတို့ကိုငြိမ်သက်စေတဲ့ပြစ်ဒဏ်သည်သူ့အပေါ်၌ရှိ၍သူ၏တန်ရာများဖြင့်ကျွန်တော်တို့သည်ပျောက်ကင်းကုန်တယ်။ငါတို့အားလုံးတိုးတွေကိုလမ်းလွှဲသွားကြပြီးငါတို့တူစီသည်သူ့နီးသူ့ဟန်ဖြင့်လှည့်လာကြသည်။ထာဝရဘုရားသည်ငါတို့အပေါင်းတို့၏ဒုစရိုက်ကိုသူ့အပေါ်၌တင်ထား၏လို့ပြောခဲ့ပါတယ်။ဟေရှာယအခန်းကြီး9အပိုင်ငယ်3ကနေ6အထိ prophet ပြုချက်ကဆက်တယ်။သူသည်အဖိနှိတ်ခံရပြီးဒုက္ခရောက်တော်လဲပါဇက်ကိုမဖွင့်ခဲ့ပဲတက်ချင်းတို့တိုးတကယ်ကဲ့သို့ဆောင်သွား၍သူမွေးရိပ်သူတို့သည်နှုတ်ဆက်လျက်ရှိ၍ပါဇက်ကိုမဖွင့်ကြဖိနှိတ်ချုပ်ချယ်မှုမြည်သူကိုခေါ်ဆောင်သွားခဲ့သည်သူသားစင်မြေဆက်ကြောင်းဘသူပြောနိုင်မလဲအကြောင်းမူကားငါ၏လူတို့ကိုလွန်ကျူးခြင်းကလူဆိုးတို့နှင့်အတူတင်းဆိုင်တစ်ခုချထားပြီးချမ်းသာခြင်းများနှင့်အတူအကျမ်းဖတ်ခြင်းမပြုတော့လဲပါဇက်ထဲတွင်လှည့်စားခြင်းလည်းမရှိပေလို့ဟေရှာယအခန်းကြီး53အပိုင်ငယ်9ကနေ9အထိဖော်ပြခဲ့ပါတယ်နံပါတ်1အချက်ကတော့ထို့ကြောင့်ယေရှု၏ဆင်းရဲဒုက္ခတွင်ပါဝင်ခြင်းသည်ယေရှုခန္ဓာယေရှိခဲ့သောဒုက္ခကြောင့်ကျွန်တော်တို့အားပေးအပ်သောကျေးဇူးတော်ကိုခံစားခြင်းဖြင့်အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုသည်နံပါတ်2ကသခင်ယေရှု၏ဆင်းရဲဒုက္ခ၌ပါဝင်ခြင်းဆိုသည်မှာတေခြင်း၏စံနမူနာကိုလိုက်နိုင်ရန်ကျွန်တော်တို့၏လဝကတိုင်ကိုနေ့စဉ်ယူ၍တေခြင်းကိုတွေ့ကြုံခံစားရန်ဖြစ်သည်သခင်ယေရှုကငါနောက်မှတယောက်ရောက်လာမည်ဆိုရင်သူ့ကိုယ်သူငင်းပေပြီးလဝကတိုင်ကိုကင်ပြီးငါနောက်ကိုလိုက်ရမည်လို့မဿဲ16:24မှာယေရှုတက်ခဲ့တဲ့လဝကတိုင်ကလူအလုံးရဲ့အပြစ်အတွက်အပြစ်ဖြစ်ရင်လဝကတိုင်တနေချိန်မှာပြောပါရယ်ကျွန်တော်တို့တူးစီတက်ရမယ်လဝကတိုင်မှာသခင်ဖျားလူတို့ကိုဆန့်ကျင်တဲ့မိမိကိုလဝကတိုင်မှာအသေးခံပြီးတက်ပစ်တဲ့လဝကတိုင်ဖြစ်ပါတယ်နံပါတ်3ချက်ကတော့သခင်ယေရှုရဲ့ဆင်းရဲဒုက္ခ၌ပါဝင်ခြင်းသည်ယေရှုမိန့်တော်မူတိုင်းဧဝံဂေလိတရားပြန့်ပွားရဲ့အတွက်ဆင်းရဲဒုက္ခကိုဆိုလိုတယ်။တမန်တော်ပေါလုကအခုမင်းအတွက်ခံစားခဲ့ရတာတွေကိုငါဝမ်းမြောက်တယ်ခရစ်တော်ရဲ့ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့ချိုးတိတ်နေစေဖြစ်တဲ့အရာတွေကိုငါအသားထဲမှာဖြည့်ဆည်းရဖျားချောင်းဖြစ်တဲ့သူ့ခန္ဓာကိုယ်အတွက်လို့ပြောခဲ့ပါတယ်။သခင်ယေရှုဆင်းရဲဒုက္ခကမပြီးမြောက်ခဲ့တဲ့ရွေးနှုတ်ခြင်းလုပ်ငန်းချိုးတိတ်မှုကိုဖြည့်ဆည်းပေးတယ်လို့မဆိုလိုပါဘူး။ယေရှုကရွေးနှုတ်ခြင်းလုပ်ငန်းကိုပြီးမြောက်ခဲ့ပါတယ်။လဝကတိုင်းမှာသူ့ရဲ့နောက်ဆုံးစကားမှာပြီးပြီဖြစ်ပါတယ်။သူ့ရတွင်ယေရှုကကျွန်တော်တို့အားဧဝံဂေလိတရားပြန်ပွားရေးတာဝန်ကိုအနှင်းခဲ့ပါတယ်။ဧဝံဂေလိတရားပြန်ပွားရေးအသင်းတော်တည်ထောင်ခြင်းနဲ့ယုံကြည်သူများကိုပြုစုပြောထောင်ခြင်းတာဝန်ကိုကျွန်တော်တို့အားအနှင်းခဲ့တယ်။ဒီတာဝန်ကိုထမ်းဆောင်ရာတွင်ဆင်းရဲဒုက္ခများစွာပါဝင်မှာဖြစ်ပါတယ်။ပေါလုကဒီအရာတွေကိုခရစ်တော်ရဲ့ဆင်းရဲဒုက္ခများနဲ့ပတ်သက်၍ချိုးတိတ်နေစေဖြစ်တဲ့အဖြစ်ဖော်ပြခဲ့ပါတယ်။
ဒီဆင်းရဲဒုက္ခများမှာပါဝင်လို့တဲ့ဆန္ဒကတန်ရှင်ပြီးအံ့ဖွယ်ကောင်းတဲ့ဆန္ဒဖြစ်ပါတယ်။မြတ်တဲ့ဆန္ဒလေးဖြစ်တဲ့ဒီဆင်းရဲဒုက္ခမှာပါဝင်ဖို့အခွင့်ထူးကြီးဖြစ်တဲ့ဒီဆင်းရဲဒုက္ခမှာပါဝင်ကြတဲ့သူတွေကသခင်ဖျားထံမှဘုံအသေးကိုဂရုပြုကြတယ်။ကောင်းကင်တမန်ကမိမတွေကပြောတယ်ကားစင်တင်သက်ခံရတဲ့ယေရှုကိုမင်းရှာနေတာငါတီးလို့မကြောက်ပါနဲ့သူဒီမှာမရှိဘူးသူပြောတဲ့အတိုင်းထားမြောက်တော်မူပြီးလာရဲ့အိယာကိုလာရဲ့အိယာအရက်ကိုကြည့်ကြတော့လို့ပြောခဲ့ပါတယ်သူတေချင်မှထားမြောက်ပြီးဂါလိလေပြည်သို့ရှေ့တော်သို့သွားတော်မူကြောင်းကိုတပည့်တော်တို့အားအမြန်သွားလို့အဲ့ဒီမှာမင်းသူ့ကိုတွေ့လိမ့်မယ်လို့ပြောခဲ့တယ်ကြည်စံငါမင်းကိုပြောခဲ့တယ်လို့အခါမင်းထိုအခါမိမတို့သည်တင်ကြိုင်းတွင်မှလှည့်မြန်စွာကြောက်လန့်ရဲ့ရှင်လန်းတဲ့တပည့်တို့ကိုပြောပြရင်ပေးကြတယ်ရုတ်တရက်ယေရှုကသူတို့တွေ့ပြီးငင်းချမ်းပါစေလို့ပြောတယ်မိမတို့ကလာရဲ့ခြေကိုကိုင်ရဲ့ကိုးကွယ်ကြတယ်ထိုအခါယေရှုကသူတို့ကိုမကြောက်ပါနဲ့ငါညီတို့ကိုဂါလိလေပြည်သို့သွားတော့အဲ့ဒီမှာသူတို့ငါ့ကိုတွေ့လိမ့်မယ်လို့ပြောခဲ့တယ်အမျိုးသမီးတွေမင်းခဲ့ရတာကအမြင်မဟုတ်ပါဘူးဝိငင်လည်းမဟုတ်ပါဘူးခြေကိုထိနိုင်တဲ့ယေရှုဖြစ်ပါတယ်မာရိကပေတရုနဲ့ယောဟန်တို့ထံသို့သွားပြီးတော့ယေရှုရဲ့သင်္ချိုင်းကူမှာလွတ်နေကြောင်းသူတို့ကိုပြောပြတယ်။ပေတရုနဲ့ယောဟန်တို့ကသင်္ချိုင်းသို့ပြေးကြတယ်။ပေတရုထက်ငယ်တာကြောင့်ယောဟန်ကရှေ့သို့ပြေးသွားတော့လေအဖွင့်သင်္ချိုင်းသို့ရောက်တော့အခါငုံကြည့်လိုက်တယ်။နောက်မှလိုက်တဲ့ပေတရုကအထဲသို့ဝင်ပြီးတော့သင်္ချိုင်းတွင်သို့ဝင်တဲ့အခါပိတ်ဆပစိုးများလေးလောင်းနေတာကိုတွေ့လိုက်ပါမယ်။ဦးကောင်းပက်လေးရှိအထေများကပစိုးနဲ့လေးလောင်းမနေပဲတနေရာထဲမှာခောက်ထားပါတယ်။အဲ့အချိန်မှသာယောဟန်ကဝင်ရွက်မြင်ရွက်ယေရှုထမြောက်ကြောင်းကိုယုံကြည်လေ၏။ခရစ်တော်ကိုရစ်ပတ်ထားတဲ့ပိတ်ဆပစိုးများကချောင်းဆုပ်ပြေးခြင်းမရှိပဲသူတို့ကဟင်းခတ်မွေးကြိုင်များရဲ့အလေးချိန်အောက်မှာရိုးရှင်းစွာနှိမ့်မြုပ်နေခဲ့ပြီးအဲ့ဒီခန္ဓာကိုယ်အနံ့ရစ်ပတ်ထားပါတယ်။ဦးကောင်းပက်လေးမှာထည့်ထားတဲ့အထည်တွေကိုအနှင်းငယ်ချထားတယ်။အဲ့ဒါကရှင်ပြန်ထမြောက်လာတဲ့ခန္ဓာကိုယ်ရေခင်ကခန္ဓာကိုယ်ကဲ့သို့အရာဝတ္ထုများနဲ့ဟန်တာမရှိတာကိုပြသထားတာဖြစ်ပါတယ်။တပည့်တွေကအခန်းတစ်ခန်းမှာစုယုံကြပြီးတကားတွေပိတ်ကြတယ်။အဲ့ဒီအချိန်မှာရှင်မြန်ထမြောက်တဲ့ယေရှုကသူ့အထဲမှာလာပြီးတော့တပည့်တွေဝိငင်ကိုမြင်ဖူးသလားလို့တွေးမိတယ်။ယေရှုကသူ့ကိုဘာလို့ကြောက်တာလဲမိရဲ့နှလုံးသားထဲမှာတန်တရားတွေဘာကြောင့်ပေါ်လာတာလဲ။ငါလက်ခြေတို့ကိုကြည့်ပါငါကိုယ်ကိုင်တွေပြီးကြည့်ပါငါမှရှိနေတာကိုမြင်တဲ့အတိုင်းဝိငင်မှာအသားနဲ့အယိုးတွေမရှိဘူးလို့ပြောပြီးတော့လက်ခြေတို့ကိုပြတော်မူခဲ့တယ်။အဲ့နောက်မှာမင်းဒီမှာစားဆရာရှိလားလို့မေးတယ်။တပည့်တော်တို့သည်ငါးပြုတ်တရက်ကိုပူဇော်၍ရှေ့တော်၌ယူ၍စားကြ၏။ရှင်မြန်ထမြောက်လာတဲ့ခန္ဓာကိုယ်ကသူ့ရဲ့မူလအခြေအနေကနေပြီးတော့အလွန်တိုးတက်ကောင်းမွန်လာတာကြောင့်ချက်ချင်းမှတ်မိရင်ခက်ခဲကြောင်းမြင်ကွင်းနဲ့ရှိခဲ့တယ်။မာရိကတင်းကျပ်အပြင်ဘက်မှငိုယိုကကောင်းကင်တမန်များကသူမအားမိမမင်းပါလို့ငိုနေရလေလို့သူတို့ကငါတခင်ကိုတင်သွားလို့ဘယ်မှာထားရမလဲငါမသိဘူးလို့ပြောတယ်။လှည့်ကြည့်လိုက်တော့အဲ့ဒီမှာရက်နေတဲ့လူတယောက်ကိုတွေ့ပေမဲ့သူမမမှတ်မိဘူး။ယေရှုကမိမမင်းပါလို့ငိုရလဲမင်းဘသူ့ရှာနေရလဲဥယျာဉ်မှုလို့ထင်တဲ့မာရိကသခင်မင်းသူကိုဘေးသွားရင်မင်းဘယ်မှာထားမလဲငါ့ကိုပြောပါငါယူမယ်လို့ပြောလိုက်တယ်သခင်ယေရှုကမာရိဟုပြောသောအခါမှသာလျှင်သူမသည်သူ့ကိုအတိမတ်ပြုပြီးဆရာဟုခေါ်ဆိုခဲ့သည်ဒီအဖြစ်ပြက်များဆက်တိုက်အားဖြင့်ကျွန်တော်တို့ဒီရှင်ပြန်ထမြောက်သောခိုခန္ဓာ၏အခြေအနေထိုးထွင်းသိမြင်နိုင်မှာဖြစ်ပါတယ်အဲ့အပြင်ရှင်ပြန်ထမြောက်တဲ့ကိုခန္ဓာရဲ့အခြေအနေကိုဓာတ်ရိုက်ဖော်ပြတဲ့ကျမ်းပိုက်တွေလည်းရှိပါတယ်ကောရိန္သုပထမစာဆောင်အခန်းကြီး15မှာတေသောသူတို့သည်အဘေးသို့ထမြောက်ကြသည်နီပြီးတော့ဘေလိုခန္ဓာကိုယ်နဲ့လာကြတာလေလို့ရှေ့ရတဲ့ချင်းလင်းချင်းနဲ့အတူမေးခဲ့ပါတယ်မျိုးစစ်ကြွေးတဲ့အခါမကြီးထွားအရင်အစားမတူငယ်ပုံစံတစ်ခုထွက်ပေါ်လာတယ်အလားတူပင်လူသည်အလောင်းဒီရှင်ပြန်ထမြောက်တဲ့အခါသူ့ရဲ့အလွန်ကွဲပြားခြားနာတဲ့အတိုင်းတာရှိတဲ့ခန္ဓာကိုယ်တစ်ခုဖြစ်လာလိမ့်မယ်တေလွန်သူများရဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ဖြစ်တဲ့ပျက်စီးခြင်းတို့ကျချ၍မပျက်စီးနိုင်သောသူနိုင်ကြည်ဖြင့်ဤဂုံအသေးဖြင့်ကြေချသည်အာနေ၍စိုက်ပျိုး၍တကူကြည်ဤတဘာဝခန္ဓာကိုယ်ကိုကြေချပြီးနံခန္ဓာကိုယ်ကိုမွေးမြူထားသည်တဘာဝခန္ဓာရှိလျင်နံခန္ဓာလေးရှိ၏လို့ကိုရိန္သုပထမစာဆောင်အခန်းကြီး15ပြောထားပါတယ်ကျွန်တော်တို့ဒီမြေကြီးလူသားရဲ့ပုံစံကိုဆောင်းထားတဲ့ကဲ့သို့ကျွန်တော်တို့ဒီကောင်းကင်ဘုံရှင်၏ရုပ်တုကိုလည်းဆောင်းကြလိမ့်မည်မြေကြီးပေါ်တွင်နေထိုင်စဉ်ကျွန်တော်တို့ရဲ့အခြေအနေတွေကမိတို့ပင်ရှိစေကမူဖြောင်းမဲ့တဲ့သူတွေရဲ့ရှင်ပြန်ထမြောက်ခြင်းအသက်ရှင်ပြန်ထမြောက်ခြင်းနဲ့ပထမရှင်ပြန်ထမြောက်ခြင်းတွေမှာကျွန်တော်တို့ပါဝင်ပါကမိသူမျှမနာလို့ဆရာမရှိပါဘူး။ဗျာဒိတ်အကျမ်းအခန်းကြီး20အပိုင်ငယ်6မှာ
ပထမရှင်မြန်ထမြောက်ခြင်းတွင်ပါဝင်တော်မူသောသူသည်မင်္ဂလာရှိပြီးတန်ရှင်းတော်မူ၏ဤအရာများဖို့တွင်ဒုတိယတေခြင်းသည်တကူမရှိတော်လဲ၎င်းတို့သည်ဖျားသခင်နှင့်ခရစ်တော်၏ယစ်ပရောဟိတ်များဖြစ်ကြပြီးသူနှင့်အတူအနှစ်တစ်ထောင်ဆိုးဆံမည်ဖြစ်သည်လို့ပြောထားပါတယ်အဲဒါကြောင့်တမန်တော်ပိုးလူကသူ၏ဆန္ဒကိုမြင့်မြင့်ထန်ထန်ထုတ်ဖော်ပြီးတော့တေခြင်းမှရှင်မြန်ထမြောက်ခြင်းကိုဖြစ်နိုင်သမျှနေနိုင်သမျှနေဖြင့်ငါရခြင်းသည်ဟုဆိုပါတယ်ငါပြောခဲ့တဲ့ဒီဆန္ဒကခရစ်တော်၌သာပိုင်ဆိုင်သောအရာဖြစ်ပြီးတော့ဒီဆန္ဒကမင်းရဲ့ဇယက်မင်းရဲ့ဘဝနဲ့မင်းရဲ့ထာဝရအနာဂတ်ကိုလေးနက်စွာတက်ရောက်မှုရှိနေမယ်။မင်းပါလို့ရှင်နေဆိုတဲ့မိခွန်းအတွက်မင်းနဲ့ငါကအဖြေရှိရယ်ခရစ်တော်ကိုပိုသိချင်တယ်ခရစ်တော်ရဲ့ရှင်မြန်ထမြောက်ခြင်းတကူကိုပိုရဲနဲ့ဆိုင်စွာကြည့်ရှင်ပါတယ်။ခရစ်တော်ရဲ့ဆင်းရဲဒုက္ခ၌ပါဝင်ခြင်းနဲ့ငါတေခြင်းမှရှင်မြန်ထမြောက်ခြင်းကိုဖြစ်နိုင်တဲ့မြတ်ဖြင့်ရခြင်းနဲ့ဒီဟာရဲ့အဆုံးစွန်တဲ့ဆန္ဒဖြစ်ပါတယ်။ဒီဆန္ဒကသင်ဟာအမေပြည့်စေပါစေအမြင့်ပြည့်စေပါစေသခင်ဖျားရဲ့အနာမတော်၌ဆုတောင်းပေးပါရယ်နားထောင်သူရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းကြီးပေးပါစေ။